အခုကျွန်တော်တို့တတိယအနေနဲ့ကျွန်တော်လေ့လာသွားမှာကတော့ကောင်းကင်တဲတော်စစ်ဖြစ်တယ်ဒီကောင်းကင်တဲတော်စစ်ကကောင်းကင်နိုင်ငံမှာတည်ရှိနေပြီဖြစ်တယ်ပြီးတော့ဘုရားသခင်ကမောရှေကိုမြေကြီးတဲတော်တည်ဆောက်ခိုင်းတဲ့အခါမှာဘုရားသခင်ကတဲတော်ကောင်းကင်တဲတော်လူလက်ဖြစ်မလုပ်တဲ့တဲတော်အစစ်ကိုမောရှေကိုပြပြီးတော့မှမြေကြီးမှာမောရှေရဲ့တဲတော်မိတူကူးချခိုင်းခြင်းဖြစ်တယ်ဒါကိုဘယ်မှာရေးထားလဲဆိုရင်ကျွန်တော်ဟေဘရဲအခန်းကြီး8အငယ်9ဟေဘရဲအခန်းထမေအခန်းကြီး25အငယ်40မှာရေးထားခြင်းကိုကျွန်တော်တွေ့ရတယ်တော့ဒီကောင်းကင်တဲတော်ကတဲတော်အစစ်ဖြစ်တယ်ဒါပေမဲ့ဒီတဲတော်ကဘလို့တဲတော်မျိုးလဲဆိုရင်နံပါတ်1လူလက်ဖြစ်လှုပ်ထားတဲ့တဲတော်မဟုတ်ပါဟေဘရဲအခန်းကြီး9အငယ်7မောရှေရဲ့တဲတော်ကတော့မောရှေရဲ့ဟိုဘုရားသခင်အမိတ်ပေးခြင်းဖြစ်မောရှေရဲ့ဥဆောင်ဖို့အဖြစ်လူတွေကလှုပ်ထားတဲ့လူလက်ဖြစ်လှုပ်ထားတဲ့တဲတော်ဖြစ်တယ်။ဒါပေမဲ့ဒီကောင်းကင်တဲတော်ကတော့လူလက်ဖြစ်မလှုပ်ထားတဲ့တဲတော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့တက်တေပြချင်ပါတယ်။နံပါတ်1မှာဒီတဲတော်မှာအာယုံနဲ့လေဝိတေတတ်တဲ့လူတွေကတယောက်တလက်လဲပြီးမှတယောက်တေတယောက်လဲပြီးတော့မှအထထအခါခါလေဝိအမျိုးနဲ့အာယုံအမျိုးကဝုပြုတ်ကိုးကွယ်တဲ့အမှုတော်ဆောင်တဲ့တဲတော်မျိုးမဟုတ်ဘူးနံပါတ်2မှာကောင်းကင်တဲတော်ကတိတ်လူလက်ဖြစ်မလှုပ်ထားတော့တဲတော်ဖြစ်တယ်ဒုတိယကသာဝရတီတော်အဖေမရှိအမေမရှိတမိုင်းမရှိဘဲနဲ့သာဝရတီတော်မေလခိဇေတဲ့အမျိုးယေရှုခရစ်တော်ကအဲ့ဒီနေရာမှာယေဘရဟိတ်လုပ်တဲ့နေရာဖြစ်တယ်လောကမှာတေတတ်တဲ့အာယုံအမျိုးလေဝိအမျိုးကအဲ့ဒီနေရာမှာတွားလို့မရဘူးယေရှုခရစ်တော်တပါးတည်တလင်ကောင်းကင်တဲတော်မှာယေဘရဟိပြုခြင်းဖြစ်တယ်အဲ့ဒီမှာတွားမဲ့အမျိုးကအာယုံအမျိုးလေဝိအမျိုးမဟုတ်ဘူးကောင်းကင်တဲတော်ကမူပြောင်းသွားပြီးဘသူလဲဆိုရင်ယူဒအမျိုးထဲကဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်7ကနဲ့7မှာကျွန်တော်တို့တွေ့တဲ့အခါမှာမြေကြီးတဲတော်လူအားဖြစ်လှုပ်တဲ့တဲတော်ကတော့အာယုံနဲ့လေဝိအမျိုးကအမှုတော်ဆောင်ရပြီမဲ့ယေဘရဟိလှုပ်ရပြီမဲ့ကောင်းကင်တဲတော်မှာကတော့မြေကြီးမှာယေဘရဟိမလုပ်တဲ့ယူဒအမျိုးကကောင်းကင်နိုင်ငံမှာကောင်းကင်တဲတော်မှာယူဒအမျိုးကယေဘရဟိလုပ်ပြီးတော့မေရခိဇေတက်သာဝရတီတော်ယေဘရဟိအမျိုးသားလင်အဲ့ဒီမှာအမှုဆောင်ခွင့်ရှိတယ်ထိုသူကတော့တခြားမဟုတ်ဘူးယေရှုခရစ်တော်ဖြစ်တယ်နံပါတ်3သာဝရတေချင်းကိုအောင်မြင်၍သာဝရအသက်ရှင်တော်ယေရှုခရစ်တော်တပါးတည်တာလင်ဒီတဲတော်မှာအမှုဆောင်ခွင့်ယေဘရဟိလုပ်ခွင့်ရှိတယ်ဟေဘရဲအခန်းကြီး9အငယ်23 24နံပါတ်4ဖျားသခင်ရဲ့တိုးတငင်အသွေးအားဖြင့်ယိပူဇော်တော်တဲတော်ဖြစ်တယ်ဒီကောင်းကင်တဲတော်ကဟေဘရဲအခန်းကြီး9အငယ်7မြေကြီးမှာလို့တရိษံအသွေးတွေထခါတုံးပြီးမှအပြစ်ကိုဖုံးအုပ်ပေးတဲ့နေရာမဟုတ်ဘူးဒီကောင်းကင်တဲတော်ကတရိษံအသွေးတုံးပြီးမှအပြစ်လွတ်ခြင်းမရဘူးယေရှုခရစ်တော်၏ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၏အသွေးကိုတုံးတဲ့နေရာယိပူဇော်တဲ့နေရာဖြစ်တယ်နံပါတ်5အပြစ်အတွက်တခါတီးတာပူဇော်ပြီးမှသာဝရတုတ်တင်ရှင်းလင်းအပြစ်မြောက်ကိုယူဆောင်သွားတဲ့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်26ဟေဘရဲအခန်းကြီး10အငယ်10ဥမာပြောရမယ်ဆိုရင်အဲ့ဒီမောရှေတဲတော်မှာကနောက်တစ်ခါလာဆရာမလို့ဘူးတရိษံအတွေ့တုံးခြင်းအဖြစ်အပြစ်မရှိတော့ဘူးလို့အာမခံချက်မပေးနိုင်ဘူးအပြစ်များကိုတုတ်တင်ရှင်းလင်းမှမပယ်ရှားနိုင်ဘူးအပြစ်များကိုဖုံးအုပ်ပေးတဲ့တဲတော်ဖြစ်တဲ့ကြောင့်မို့မတေတရွေထခါလူထဲမှာအော်ရဘစိတ်မှာအပြစ်ရှိတယ်လို့ခံစားနေရတဲ့နေ့ရက်တိုင်းမှာထခါပူဇော်တဲ့နေရာဖြစ်တယ်ဒါပေမဲ့ကောင်းကင်တဲတော်ကတော့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်သာဝရအပြစ်များကိုတုတ်တင်ရှင်းလင်းအပြစ်မရှိတော့ဘူးသာဝရကာလတိုင်အပြစ်မရှိတော့ဘူးငရဲသွားเสียမလို့တော့ဘူးတရားစင်ချင်းမှလွတ်မြောက်ပြီဆိုတဲ့အခွင့်ကိုပေးတဲ့တဲတော်ဖြစ်တယ်နံပါတ်5အပြစ်အတွက်တခါထဲတာရစ်ကိုပူဇော်တဲ့နေရာဖြစ်တယ်အပြစ်အတွက်တခါတည်းရစ်ကိုပူဇော်ပြီးမှအပြစ်များကိုယူပစ်တဲ့နေရာဖြစ်တယ်တုတ်တင်ရှင်းလင်းတဲ့နေရာဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်26ဟေဘရဲအခန်းကြီး10အငယ်10နံပါတ်6အပြစ်မရှိတော့သူဖြစ်ပြီလို့အာမခံချက်ကိုပေးနိုင်တဲ့စုံလင်ခြင်းကိုပေးနိုင်တဲ့တဲတော်ဖြစ်တယ်နံပါတ်9ကျွန်တော်လိုအပ်တဲ့ချိန်မှာကျွန်တော်အကူအညီလိုအပ်တဲ့ချိန်မှာအတန့်ရှင်းဆုံးအခန်းကိုယေရှုခရစ်တော်အသွေးတော်အဖြစ်ကြောက်စရာမလိုပဲရဲရင်စွာတိုးဝင်လို့ရတဲ့ကောင်းကင်တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး4အငယ်16
မောရှိတဲတော်မှာကတော့အတန့်ရှင်းဆုံးအခန်းကိုလူတိုင်းမတွားရဘူးတွားလို့လည်းမရဘူးတကားလည်းမဖွင့်ထားဘူးတွားခဲ့တော့ရှိရင်လည်းအသွေးကိုခေါင်းကခြေထိသရိစံအသွေးကိုလိန်ထားရတယ်အကယ်၍ယိပရောဟိတ်ကတိမ်တော်မှာအလောင်းကိုတွားယူလို့မရဘူးလူတွေအားလုံးတည်တဲ့အတွက်ကြောင့်မို့ခြေတော့မှာအတန်မီတဲ့အရာထည့်ထားခြင်းဖြစ်တယ်ဒါပေမဲ့ဒီကောင်းကင်တဲတော်မှာယေရှုတေးတော်အဖြစ်ကျွန်တော်တို့ကငါမှအပြစ်ရှိသေးတယ်ငါမှကြောက်စရာကြီးဆိုတဲ့အော်တပတ်စိတ်မကြည်ချင်းမဟုတ်ပဲနဲ့အပြစ်မရှိတဲ့ခရစ်တော်လှုပ်ပြီးသွားပြီဆိုတဲ့ခံယူချက်နဲ့ဘုရားသခင်ရှေ့မှာတိုးဝင်ဖို့ဖြစ်တဲ့တိုးဝင်လို့ရတဲ့တဲတော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ဒီတဲတော်ကအရေးကြီးဆုံးကနံပါတ်9မှာကျွန်တော်ပြောသွားပြီနံပါတ်10မှာထာဝရကာလတိုင်အောင်အမခံချက်ကိုပေးနိုင်တဲ့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်20-23ချစ်တော်ဓမ္မမိတ်ဆွေတို့မောရှေရဲ့တဲတော်မှာတင်းမှာအပြစ်မရှိတော့ဘူးတင်းမှာငရဲတွားစရာမလိုတော့ဘူးတင်းမှာတခါတည်းပူဇော်ရဲ့အပြစ်များကိုတုတ်တင်ရှင်လင်းပြီးလို့အမခံချက်မပေးနိုင်တဲ့မောရှေတဲတော်ဖြစ်တယ်ဒါပေမဲ့ဒီကောင်းကင်တဲတော်ကတော့ယေရှုခရစ်တော်ရဲ့အသွေးတော်ပဲတင်းကိုထာဝရကာလတိုင်ခရစ်တော်အဖြစ်အပြစ်မရှိတော့ဘူးတရားစီရင်စရာမလိုတော့ဘူးတားတော်ကိုယုံကြည်တော်သူတွေတရားစီရင်ခြင်းတော့မရောက်မယုံကြည်တော်သူတွေယခုပြတရားစီရင်လက်ရှိတော်မူ၏ဆိုတဲ့ယောဟန်အခန်းကြီး3အငယ်18အတိုင်းယေရှုကိုတကယ်ယုံကြည်တဲ့လူအပြစ်မရှိတော့ဘူးနောက်တစ်ခါငရဲတွားစရာမလိုတော့ဘူးဝန်ချတောင်းပန်စရာလည်းမလိုတော့ဘူးခရစ်တော်လှုပ်ပေးသွားပြီဆိုတဲ့အမခံချက်ကိုပေးနိုင်တဲ့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်20-23နံပါတ်9ဒီကောင်းကင်တဲတော်ကထာဝရကာလတိုင်တကားဖွင့်ထားတော့တဲတော်ဖြစ်တယ်ပထမမောရှေရဲ့တဲတော်ကတကားမဖွင့်ထားတဲ့ဘူးလို့အတန့်ရှင်းဆုံးအခန်းကတကားမဖွင့်ထားသေးဘူးလို့ဝိညာဉ်တော်ဖော်ပြပြီးမြဲဒီကောင်းကင်တဲတော်ကတကားဖွင့်ထားတော့တဲတော်ဖြစ်တယ်နံပါတ်10ဖျားသခင်ကျင့်ဆုံးခြင်းအဖြစ်ယိပရောဟိတ်အမှုကိုထမ်းဆောင်ရတဲ့အခွင့်ရှိတဲ့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9:21-22မောရှေတဲတော်မှာအာယုံလူမျိုးတွေလေဝိအမျိုးကတယောက်တင်တယောက်ထက်ခါကျွန်တော်လဲနေရတဲ့တဲတော်ဖြစ်တယ်ဒါပေမဲ့ဒီကောင်းကင်တဲတော်မှာကတော့ယေရှုခရစ်တော်တပါးတိတာလင်ထာဝရကာလပေါ်လဲသူတပါးတိလင်တေချင်းမရှိပဲထာဝရယိပရောဟိတ်အမှုပြုနေမဲ့ယေရှုခရစ်တော်တပါးတိတာလင်ယိပရောဟိတ်ဖြစ်တယ်ဆိုတဲ့ဖျားသခင်ရဲ့ကျင့်ဆိုခြင်းအဖြစ်အမခံချက်ရှိတဲ့ယိပရောဟိတ်ယေရှုတပါးတာလေထာဝရကာလတိုင်အောင်အမှုတော်ဆောင်ခွင့်ရှိတဲ့တဲတော်ဖြစ်တယ်ဒါတော့ကောင်းကင်တဲတော်ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့ကကောင်းကင်တဲတော်မှာကောင်းကင်တဲတော်ကအမိဆုံးသောဘုရားသခင်တေချင်းတရားအောင်မြင်ထားတဲ့အသက်ရှင်သောဘုရားသခင်ရဲ့သားတော်ကယိပရောဟိတ်အရာကိုခန့်အပ်ထားတဲ့တဲတော်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်နောက်ဆုံးအပိုင်းနဲ့ပြောချင်တယ်ဒီကောင်းကင်တဲတော်မှာမောရှေတဲတော်ကဲလို့ပဲအာယုံအမျိုးလေဝိအမျိုးကတေတတ်တဲ့လူမျိုးကစေဖို့တပုတ်ကိုယူတဲ့တဲတော်မဟုတ်တော့ဘူးထာဝရတေချင်းကိုအောင်မြင်တော့ယေရှုခရစ်တော်ကကောင်းကင်တဲတော်မှာစေဖို့တပုတ်ကိုလက်ခံရရှိတော့တဲတော်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်6ကနေ30မှာကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရတယ်ဒါကြောင့်မို့ဒီနေ့မောရှေရဲ့တဲတော်မှာဣတေလလူမျိုးတွေကစေဖို့တပုတ်ပေးတဲ့အခါတေတတ်တော့အသွေးတတ်နဲ့တီဆောက်တော့အာယုံနဲ့လေဝိမျိုးကိုစေဖို့တပုတ်ပေးရတယ်ဒါကဘာသာရေးစေဖို့တပုတ်လို့ခေါ်တယ်ဒါပေမဲ့ကောင်းကင်တဲတော်မှာကတော့လေဝိအမျိုးအာယုံအမျိုးကစေဖို့မယူတော့ဘူးထာဝရတေချင်းတရားအောင်မြင်၍အပြစ်သားအတွက်အသွေးသွင်းခဲ့တော့ထာဝရအသက်ရှင်တော်မေလိခိဇေဒက်ယူဒအမျိုးကထာဝရစေဖို့တပုတ်ကိုယူမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေတို့တင့်ကိုဖျားပေးတဲ့ကောင်းကြီးလူသားတဲ့အရာကမောရှေတဲတော်ဘာသာတရားအခန်းများစွာအခန်းအထထအခန်းပြများစွာကခြားနာချင်းစီးကိုထားတဲ့အပြစ်ရှိခြင်းအပြစ်ဝင်ချတောင်းပန်ခြင်းတဲတော်မှာဘာသာတရားတဲတော်မှာတင်စေဖို့ကိုလူမယ်ဆိုရင်လူကိုလူနေချင်းဖြစ်ပြီးတော့မှာကောင်းကင်တဲတော်ယေရှုခရစ်တော်ကိုလူမယ်ဆိုရင်တော့ကောင်းကင်တဲတော်မှာကယေရှုခရစ်တော်လူနေချင်းဖြစ်တယ်တင်းရဲ့ဖျားပေးတဲ့စေဖို့ကဘယ်နေရာမှာလူတယ်လဲဘာသာတရားမှာလားတမန်တရားထဲမှာလည်းကျွန်တော်စင်ကျင်ဖို့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့တဲတော်၃မျိုးကိုကျွန်တော်အချုပ်အဖြစ်ကျွန်တော်လေ့လာသွားပြီးဖြစ်တယ်ပထမတဲတော်ကမောရှေရဲ့တဲတော်ဥပြုကိုးကွယ်မှုပုံစံမှုသူအထထအခန်းများစွာကစီးချထားပြီးတော့မှဒီနေ့အပြစ်လွတ်ခြင်းမရှိတဲ့တဲတော်နေ့စဉ်နဲ့အမြအပြစ်ဝင်ချနေရတဲ့အပြစ်ဖုံးအုပ်ခြင်းကိုခံရတဲ့တဲတော်ဖြစ်တယ်
ဒီတဲတော်ဒီနေ့ဘာသာတရားများစွာအသိန်းတော်များစွာကဒီလိုဝုပြုကိုးကွယ်မှုကိုတွားနေပြီးမှလွတ်မြောက်ခြင်းမရှိဘူးကေတီချင်းရပြီဆိုတဲ့အာမခံချက်လည်းမရှိတော့ဘူးအပြစ်ကိုချက်တောင်းပန်ရအောင်မယ်ဆိုတဲ့သူတီချက်သာရှိပြီးတော့မှအပြစ်လွတ်ခြင်းခရစ်တော်အသွေးတော်ရဲ့တကိုးခရစ်တော်ရဲ့အသွေးတော်ရဲ့တန်ဖိုးကိုလည်းနားမလဲတော့ဘူးမိမိရဲ့လှုပ်ဆောင်မှုမိမိရဲ့ကြင်ကြံမှုကြိုးစားမှုပေါ်မှာအခြေပြုတဲ့အသိန်းတော်ဘာသာတရားများစွာရှိတယ်ဒါကတော့မောရှေတဲတော်မှာဝုပြုကိုးကွယ်နေခြင်းဖြစ်တယ်ဒုတိယအနေနဲ့ကျွန်တော်အချင်းချုပ်လေ့လာသွားတာကတော့ဒါဝိတဲတော်ဖြစ်တယ်ဒါဝိတဲတော်မှာအထထအကအခန်းများစွာစီးများစွာတားထားတဲ့စီးမျိုးမဟုတ်ဘဲနဲ့ချီးမွမ်းကိုးကွယ်ခြင်းအဖြစ်တာမျက်မှောက်တော်ကိုတိုးဝင်တော့ပရိသတ်တာကိုလူတိုင်းမြင်လို့ရတဲ့ဒါဝိရဲ့တဲတော်ဖြစ်တယ်ဒါဝိရဲ့တဲတော်ကိုဘုရားသခင်ကပြန်လက်ထူမယ်လို့ပြောထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တဲ့သဘောကကျွန်တော်ကယ်တင်ခြင်းရပြီကယ်တင်ခြင်းမရှုံးတော့ဘူးအပြစ်မရှိတော့ဘူးကိုချက်တောင်းပန်စရာမလိုတော့ဘူးဆိုမှကျွန်တော်တို့ထင်ရဆိုင်ဖို့တော့မဟုတ်ဘူးဘာဖြစ်လို့လဲနိယဓမ္မရာဇဝင်ဒုတိယဆန်ဆောင်အခန်းကြီး6မှာကျွန်တော်ကြည့်တဲ့အခါမှာဒါဝိကဘုရားသခင်ရဲ့ပရိညစ်တစ်တာကိုတွားပထမတစ်ချိန်တွားထားတဲ့အခါမှာကိုးကွယ်ချီးမွမ်းခြင်းမရှိဘဲနဲ့တွားထားတဲ့အခါမှာဥဇဆိုတဲ့လူတစ်ယောက်ကတည်ရတယ်ဒါပေမဲ့ဒုတိယအနေနဲ့သူတွားထားတဲ့အခါချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းနဲ့တွားတဲ့အခါမှာကောင်းချီးဖြစ်စေတယ်ပြောချင်တဲ့သဘောကအပြစ်မရှိတော့ဘူးကယ်တင်ခြင်းရပြီးမရှုံးတော့ဘူးဆိုမှကျွန်တော်ကဖះကိုမချင်းမွမ်းမဲနဲ့အသက်တာမှာထင်ရဆိုင်မယ်ဆိုရင်ဒါစစ်မှန်တဲ့ခံယူချက်မဟုတ်ဘူးစစ်မှန်တဲ့ကယ်တင်ခြင်းမဟုတ်ဘူးစစ်မှန်တဲ့ကယ်တင်ခြင်းလို့ရတဲ့လူကဒါဝိရဲ့တဲတော်ဆိုတဲ့မျက်မှောက်တော်မှာဒါဝိကနှိမ့်စင်တဲ့အမြချင်းမွမ်းခြင်းအဖြစ်သူကအနိုင်ရခဲ့တယ်လို့သူ့ရဲ့အသက်တာမှာသူ့ကြောင့်တောက်ဘဝကနဲ့ချင်းမွမ်းခြင်းအဖြစ်ရာဇပလင်ကိုရခဲ့တယ်လို့ဒီနေ့ကျွန်တော်ဒါဝိရဲ့တဲတော်ဆိုတဲ့ချင်းမွမ်းခြင်းအဖြစ်ကိုးကွယ်ခြင်းအဖြစ်လွတ်လွတ်လပ်လပ်ကိုးကွယ်ခြင်းအဖြစ်တွားရအောင်ဒီနေရာမှာရှောလုရဲ့တမီးကဒါဝိကချီးမွမ်းခြင်းပရိညစ်တာရှိမှာဒါဝိကအင်ဂျီကိုချွတ်ပြီးတော့မှဒီနေ့ကိုးကွယ်ကခုံတဲ့အခါမှာရှောလုရဲ့တမီးကဒါဝိကိုအထင်သေးတယ်ဒါပေမဲ့ဒါဝိကတော့ချီးမွမ်းကိုးကွယ်တယ်ဒါကြောင့်မို့မောရှေတဲတော်မှာကစီမီစီကနဲ့တွားရတယ်ဒါပေမဲ့ဒါဝိရဲ့တဲတော်မှာကနှလုံးသားပါလဲဝိညာဉ်နဲ့ကိုးကွယ်ပြီးမှကျွန်တော်တချို့မှာဆိုဟာလေလုယာမပြောရဘူးကိုခန္ဓာမလုပ်ရဘူးဆိုတဲ့ကန့်သက်ချက်အမျိုးမျိုးရှိဒါပေမဲ့ဒါဝိတဲတော်မှာကနှလုံးသားအဖြစ်ကလည်းခုံနဲ့ချီးမွမ်းတဲ့တဲတော်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်တတိယအနေနဲ့ကျွန်တော်အချုပ်လေ့လာခဲ့တော့ကောင်းကင်တဲတော်ဖြစ်တယ်ကောင်းကင်တဲတော်ကတော့ဒီနေ့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်တခါတည်းတာခရစ်တော်ရဲ့ကိုခန္ဓာကိုမဆီစင်အသွေးတော်အဖြစ်ခမည်းတော်ရှိမှာတခါတည်းတာပူဇော်ပြီးမှခရစ်တော်အသွေးတူးနဲ့တဲတော်ဖြစ်တယ်တရိษံအသွေးတွေယူသွားပြီးမှပူဇော်တဲ့မြေကြီးတဲတော်နဲ့မတူဘူးအပြစ်တရားအတွက်လူတွေအားလုံးသူ့ကိုယုံကြည်တဲ့သူအတွက်တခါတည်းတာအပြစ်များကိုဖြေလွတ်တဲ့အသွေးတော်အဖြစ်တခါတည်းတာအတန့်ရှင်းဆုံးကာလကိုလူလက်ဖြစ်မလုပ်တဲ့တဲတော်ကိုယေရှုတော်တခါတည်းတာဝင်ပြီးမှအပြစ်များကိုတုတ်တင်ရှင်းနေတဲ့တဲတော်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ကျွန်တော်တို့ကဝိညာဉ်အဖြစ်ကိုးကွယ်ကြရအောင်ကျွန်တော်ကောင်းကင်တဲတော်သားဖြစ်ပါစေဒါဝိတဲတော်မှာဘုရားသခင်ကိုချီးမွမ်းပြီးတော့မှကောင်းကင်တဲတော်မှာအပြစ်မရှိဘူးဆိုတဲ့ခံယူချက်နဲ့တိုးဝင်တော့တဲတော်ဖြစ်ပါစေအရောက်စတဲ့ဘုရားရှင်ကောင်းကြီးပေးပါစေ